ဒီနေ့မှာတော့အပြင်ပိုင်းကျွတ်လေးနဲ့အတွင်းပိုင်းကအေးလေးအတွင်းပိုင်းအထိပါနူးတဲ့စီကုံလက်တက်တာတဲ့ဝတ်သားကျွတ်ကြော်နေလေးကိုကြော်ပြပါမယ်။ရေပြောင်စိတ်ထားတဲ့ဝတ်သားတွေကိုစားထည့်မယ်။ပြီးရင်တော့အချုံမုတ်လေးထည့်ပြီးသွားပြီဆိုရင်စနုံမုတ်လေးထည့်ပြီးရင်သူတို့ကိုနယ်ပြီးလို့ရှိရင်တော့9မိနစ်လောက်နှက်ထားလိုက်ပါမယ်။ခုနကနှက်ထားတဲ့ဝတ်သားတွေကိုဒဲအိုးတဲ့ဥထက်ပြီးရင်တော့စီလေးထည့်ပြီးလို့ရှိရင်တော့ရေနဲ့ပြုတ်ကြော်တဲ့တဘောမျိုးကြော်မှာဖြစ်တဲ့အတွက်ရေပါတစ်ခါလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အဖုံးအုပ်ပြီးတော့မှရေခမ်းတဲ့အထိပေါ့နော်တဲထားပေးလိုက်မယ်ရေခမ်းနေဖြစ်ပြီးဆိုရင်တော့အိုးမကတ်အောင်လို့ခဏလေးမှွေပေးနေရမယ်ပေါ့နော်မှွေရင်းနဲ့ရေကောင်ကန်ဒီအချိန်ရပြီဆိုလို့ရှိရင်တော့အယောင်လာအောင်လို့အယောင်နှင်းမောက်လေးနည်းနည်းထည့်လိုက်မယ်ပြီးလို့ရှိရင်တော့ခုနလိုမျိုးပဲရေလုံးဝခံသွားတဲ့အထိအစမပြတ်မှွေထားပေးရပါမယ်ရေလုံးဝခံသွားတဲ့အခါမှာတော့ဒီအသားရဲ့ပေါ့နော်အပြင်ပိုင်းလေးကနီရက်လေးနဲ့ကျွတ်လေးဖြစ်လာပါပြီဝတ်သားလဲကျက်သွားပြီဆိုတော့နောက်ဆုံးမှာတော့အနက်မွေးအောင်ဂျင်းကျက်သွန်ပြထောင်းထားတာလေးထက်ကျက်သွန်လေးထက်နန်းပင်လေးထည့်ပြီးတော့မွေထားပေးလိုက်ပါမယ်ပို့ပြီးတော့မှအနက်မွေးရပါတော့ညီနဲ့လည်းကျင်းတယ်ပြီးလို့ရှိရင်တော့ဒီကျက်သွန်လေးတွေဂျင်းလေးတွေခြောက်သွားပြီဆိုရင်တော့နီရက်လေးနဲ့အတွင်းပိုင်းအထိပါကျက်တဲ့စားလို့ရတဲ့ဝတ်သားကြော်လေးကအစင်းဖြစ်သွားပါပြီဒါဆိုရင်နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်